ရေဝဲတွေစားတာပိုက်ထဲမှာအသက်ဘယ်နှစ်နှစ်ရှိလဲဘယ်နှစ်နှစ်ဆယ်နှစ်ကျော်ကြီးကျောင်းတက်လားစားတင်လားစားတက်လားပြောတာစားတက်လားတဲ့ဘယ်လောက်ထိတက်လဲတန်းနဲ့တန်းထိနေဘူးလားငင်းကားတန်းထိတက်တာဘုပိုက်ထဲမှာတော့ဘူးလို့လားမဟုတ်တာကျောင်းတက်ရုံနဲ့ဘယ်လိုရအောင်ဒီကျောင်းမတက်ဘူးဒီကျောင်းမတက်တာကျောင်းတက်တာဆိုတော့ဒီစာသင်ကျောင်းကိုစာသင်ကျောင်းကိုလေကာကြီးခါဝေးတို့ပါလေတက်လာတယ်ဖတ်တယ်လို့အဲ့ဒါရမလို့တော့မလို့သူများရိုက်လို့ဟိုသူ့ကိုရိုက်လို့လေဟိုဘက်တချမ်းကြီးမှာဒီလိုလုပ်လိုက်ပါတာအန်ဒီ2000လူခဲ့မယ်ဟွာဆေးသွားထိုးလိုက်တော့နော်2000လူပေးခဲ့လိုက်မယ်ခြေထောက်ကချီရည်ကိုရေဝဲစားတာတွေပါကိုပြတာနော်ခြေထောက်ကရေဝဲစားတာကတော့တာအန်ဒီကုပေးလဲတိတ်ထူးမှာမဟုတ်ဘူးရေထဲပြန်ဆင်းရမှာမလားနေပိုက်ထဲကိုပြန်သွားရမယ်မလားတစ်ဖက်ယူတစ်ဖက်ယူတိတ်လုံးတော့ချက်မပြေပါဘူးအေးဟုတ်တယ်ပြောရတာအဲ့ဆိုဒီ2000ဘလူသူပြောလိုက်သူ့အိမ်ကိုသွားဆေးထိုးပေးလိုက်ပါလို့မှသူ့ကိုရိုက်ထားတာလေဟိုဘေးမှာနှစ်ထင်းမှာထင်းချောင်းနဲ့ရိုက်ထားလားအမေကမဆွဲဘူးလားအမေကဒီလာနေကညအတိုင်းရောက်လာနေကအတိုင်းချောင်းလာနဲ့တာဟိုပိုက်ထဲမှာရိုက်ခံရတာပေါ့ဟုတ်လားပြေးလာတာပြေးလာတော့တောင်းပြီးတော့ဟိုကြောင်းမှုရပဲအကိုရင်းလားအကိုရင်းလားကြီးကြီးကိုကြည့်လေကြီးကြီးကိုကြည့်ပြောဟိုလည်းကောက်တော့ကြောင်းတော့အကိုလည်းကောက်တော့ကြောင်းတော့အကိုကောင်းညီကောင်းနဲ့ရိုက်လိုက်တာပေါ့အဲ့ဒါဆိုရင်သူ့အိမ်ကိုပြောလိုက်ပါအောင်ဆေးတော့ထုတ်ပါလားလို့အများဆုံးကုန်လဲ9000လောက်ပဲကုန်တယ်မှာ2000လူလိုက်တယ်လို့နော်ပြောတာဘောပါလေဆိုကြံဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃာတရဏံကိသာမိညအေးရဝန်တိုင်းရှိခိုးရမယ်နော်ကြီးကြီးပတ်စံ2000လူပေးတာကျေးဇူးတင်လားတင်တယ်တင်ညာတိုင်းဆိုရမယ်နော်ဟုတ်ပြီတော့ဝန်တန်းစီတော့အမခလေးတွေသမင်းလာဝေတာပါဒီမှာအရိုက်ခံလို့